စကားအပြောအဆိုအဲ့လိုမျိုးမှားသွားခဲ့တာလေးရှိပါတယ်အင်တာဗျူးတော်တော်များများမှာလည်းမြန်မာကိစ္စပေါ့မြန်မာရုံးမဟုတ်ဘူးသားမဟုတ်ပါဘူးကျွန်တော်ကအဲ့ဒါတက်အဲ့လိုမျိုးကြည့်ရှုရတဲ့သူတွေကိုပျော်အောင်လို့ဒီတိုင်းပြောလိုက်တဲ့စကားပါကျွန်တော်လည်းမြန်မာလူမျိုးပါပဲမြန်မာလူမျိုးဆိုမြန်မာရုပ်ဝဲထွက်မှာပါဗျအဲ့အတွက်ကြောင့်လည်းကျွန်တော်အဲ့လိုမျိုး character တစ်ခုလို့တော့မပြင်စေချင်ပါဘူးကျွန်တော်ကအပြင် character ကလည်းဘယ်လိုပြောရမလဲဆိုတော့ပေါ့ပပပဲနေတတ်တဲ့ကောင်လေးတယောက်ပေါ့နော်ပေါ့ပပနေတဲ့တိုင်းလည်းပေါ့ပြက်တော့မဟုတ်ပါဘူးလို့ကျွန်တော်ကိစ္စတိုင်းကိုအလေးနဲ့ထားပြီးတော့လှုပ်ဆောင်ပါတယ်လို့ပဲပြောချင်ပါတယ်ဗျဟုတ် MSB ဒါကတော့ BTV နဲ့ M Channel နဲ့ပူးပေါင်းရိုက်တဲ့တကြံကားလေးပေါ့နော်ကျွန်တော်ကတော့ Cloud 7 actor အနေနဲ့ပေါင်းခွင့်ရတာပါဗျတကြံကားဆိုရင်ဒါ first time ရိုက်ဘူးတာပေါ့နော်အရှိမကတော့တကြံကားတော့ကျွန်တော်တစ်ခါမှမရိုက်ဘူးပါဘူးဗျဟုတ်ဒီနှစ်မှာပေါ့နော်ကျွန်တော်အတွက်အခွင့်အလမ်းတွေပေးတဲ့အလုပ်တွေလည်းတော်တော်များပါတယ်အဲ့အလုပ်တွေပေါ်ကိုကျွန်တော်ဒီဇိုင်းမမှန်လေးလုပ်နေပါတယ်လို့ပြောချင်ပါတယ်ဗျဟုတ်ဒီမှာကျတော့အောင်မြင့်ဆိုတဲ့ character ပါဗျအောင်မြင့်ဆိုတဲ့ character ကဂီတသမားပေါ့ဂီတသမား character ကိုကျွန်တော်စီးမြောင်းရမှာပါဗျဟုတ်ဂီတသမားဆိုတော့အဆူရောလားတီးလာနေနေသူကအဆူရောဖြစ်ချင်နေတဲ့ကောင်လေးတယောက်ပေါ့ဟုတ်ကိုရိုင်းကရောအဆူဝါသနာပါပါတယ်ဗျတချင်းကတော့အရင်တည်းကစိုးကျင်ခဲ့တာပေါ့ဒီကားမှလည်းအဲ့လိုမျိုးတက်သစ္စာဘယ်လိုပြောရမလဲတချင်းလှုပ်ချင်တဲ့ကောင်လေးတယောက်အနေနဲ့ပဲပေါဝင်ခွင့်ရတာပေါ့ဗျဟုတ်ဒီကားမှာကိုရိုင်းကတချင်းဆိုဖို့ပါလားပါတော့ပါတယ်ဂီတာတီးပြီးတော့တချင်းဆိုရမယ်အပိုင်းလေးတွေတော့ပါဗျဟုတ်အပြင် character နဲ့ထပ်သူကြလားလို့ဆိုတော့ကျွန်တော်ရဲ့အပြင် character အတိုင်းဝတ်လို့ရတယ်လို့ပြောတော့အပြင် character နဲ့ထပ်သူကြပါတယ်ဗျဟုတ်ကဲ့ပါဗျကိုရီးယားမြန်မာမှာကြတော့ကျွန်တော်တို့ကဒီပေါ့နော် presenter လိုပုံစံမျိုးပေါ့နော်ကိုကအစီအစဉ်ကျင်ညာရမယ်သူပေါ့ဒီမှာကြတော့အောင်မြင့်ပေါ့အောင်မြင့်ဟိုမှာဂီတကိုတက်ဝင်နေတဲ့လူငယ်တယောက်ပေါ့character နှစ်ခုကတော့မတူဘူးဒါပေမဲ့ဒီနောက်လာအတွင်းမှာအတူတူနှစ်ကားလုံးကအတူတူရိုက်မှာဆိုတော့တော်တော်အချိန်ကြီးရပါတယ်ဗျဟုတ်ဘဝမှာတစ်ခါမှအဲ့လိုမျိုးဘယ်လိုပြောရမလဲမကြုံဘူးလေအခုမှ first time ဆိုတော့ကျွန်တော်နှစ်ဖက်လုံးတော့တော်တော်ပြောထားရပါတယ်ဟိုဘက်ကလည်းကျွန်တော်ဒီနောက်ဘယ်လိုပြောရမလဲဆိုတော့နားလည်အောင်ကျွန်တော်ပြောပြရတယ်ဒီဘက်ကလည်းကျွန်တော်နားလည်အောင်ပြောပြရတယ်ဒါပေမဲ့အချိန်လေးကြီးကသူတို့နှစ်ဖက်လုံးကညှိပေးတော့လေကျွန်တော်တို့အဆင်ပြေသွားပါဗျဟုတ်ပေါ့ကျွန်တော်ကအမှန်တိုင်းပြောရမယ်ဆိုရင်ဒီကျွန်တော်ကဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်လည်းအဲ့လိုအနေအေးပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်ဘယ်လိုပြောရမလဲဆိုတော့စကားအပြောအဆိုအဲ့လိုမျိုးမှားသွားခဲ့တာလေးရှိပါတယ်အင်တာဗျူးတော်တော်များများမှာလည်းအဲ့အတွက်ကြောင့်လည်းကျွန်တော်အဲ့လိုမျိုး character တစ်ခုလို့တော့မပြင်စေချင်ပါဘူးကျွန်တော်ကအပြင် character ကလည်းဘယ်လိုပြောရမလဲဆိုတော့ပေါ့ပပပဲနေတတ်တဲ့ကောင်လေးတယောက်ပေါ့နော်ပေါ့ပပနေတတ်တိုင်းလည်းပေါ့ပြက်တော့မဟုတ်ပါဘူးလို့ကျွန်တော်ကိစ္စတိုင်းကိုအလေးနဲ့ထားပြီးတော့လှုပ်ဆောင်ပါတယ်လို့ပဲပြောချင်ပါတယ်ဗျဟုတ်ကျွန်တော်ကကြောက်တစ်ခါတလေကြာရင်စိတ်ကိုအဲ့လိုမျိုးလွတ်ချလိုက်ပြီးကျွန်တော်ကဖြေလိုက်တာတွေရှိရလေအဲ့လိုမျိုးကြောင့်ကျွန်တော်နောက်ကြရင်အဲ့လိုမျိုးလို့ငါ control လုပ်ပြီးတော့ပဲ interview တော်တော်များကိုဖြေတော့မယ်ပဲဆုံးဖြတ်တာပါဗျဟုတ်ကဲ့ပါဗျအဓိကတော့ကျွန်တော်အဲ့လိုမျိုးပေါ့နော်ညင်နာတဲ့ကိစ္စပေါ့နော်မြန်မာကိစ္စပေါ့မြန်မာရုံးမဟုတ်ဘူးသားမဟုတ်ပါဘူးကျွန်တော်ကအဲ့ဒါတက်အဲ့လိုမျိုးကြည့်ရှုရတဲ့သူတွေကိုပျော်အောင်လို့ဒီတိုင်းပြောလိုက်တဲ့စကားပါကျွန်တော်လည်းမြန်မာလူမျိုးပါပဲမြန်မာလူမျိုးဆိုမြန်မာရုပ်ဝဲထွက်မှာပါဗျအဲ့တုန်းကဒီကြည့်ရှုရတဲ့သူတွေအကုန်လုံးပျော်စေခြင်းလို့ပဲပြောလိုက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဗျဟုတ်ရှေ့လျှောက်ရမယ့်လမ်းတွေကအများကြီးကြံသေးတာဆိုတော့ကျွန်တော်တို့အင်တာဗျူးတွေကကျွန်တော်တို့အတွက်တရောင်းတနေရာကူညီပေးတယ်လေအဲ့အတွက်ကြောင့်ကျွန်တော်တို့အင်တာဗျူးကိုတေချာတော့ဖြေရမှာလေလို့ကျွန်တော်တွေးမိပါတယ်ဗျဟုတ်ပါနဲ့လေးပညာသားပါနဲ့ဖြေတဲ့ခုလေ့လာနေပြီပေါ့နည်းနည်းလေးပေါ့အဲ့လိုမျိုးကျွန်တော်ကိုလည်းအဲ့လိုမျိုး Cloud 7ကကိုဆွဲတို့ပါလို့ဆိုလဲပြောပါတယ်အင်တာဗျူးတွေအဲ့လိုမျိုးပောက်ကရရှောင်းမဖြေနဲ့တော့တို့ပါတို့ကျွန်တော်လည်းအသက်နိုင်ဆုံးစူးစမ်းနေပါတယ်ဗျဟုတ်အခွင့်အလမ်းတွေပေးတဲ့အပေါ်မှာအကျိုးရှိနဲ့အသုံးချတတ်ဖို့ပဲလိုပါတယ်အဲ့အတွက်ကြောင့်လည်းကျွန်တော်ဘက်ကကျွန်တော်ရမယ့်အခွင့်အလမ်းတွေကိုကျွန်တော်အကျိုးရှိအသုံးချဖို့ပဲကျွန်တော်ကတော့ဆုံးဖြတ်ထားပါတယ်ဗျဒီကိုရီးယားမြန်မာနဲ့ချစ်ချီရေးရိုက်ထားတဲ့ Opus စကားကလည်းနောက်လာမှာကျွန်တော်တို့ရိုက်မယ်ထွက်တာကတော့ဘယ်တော့ထွက်မလဲတော့မသိသေးဘူးပေါ့နော်ဒီ Cloud 7ရဲ့ BTV ရဲ့ M Channel ရဲ့ပေါ့နော်အဲ့ channel နှစ်ခုလုံးအတွက်ရိုက်ထားတဲ့တကြံရောက်ပြီဆိုတဲ့ကားလည်းထွက်လာရင်ကျွန်တော်အားပေးကြပါလို့ပဲပြောချင်ပါတယ်ဗျMyanmar Star Bazaar